ပါဦးမိမိမကြောက်နဲ့မိမိမကြောက်နဲ့မိမိမကြောက်နဲ့ဖွင့်ကြည့်ပါဦးဘာကြီးရောဘာကြီးရောမိမိလေးမိမိလေးမိမိပြောလာပြီမိမိအမမိမိဖြစ်ချင်တဲ့ဆန္ဒလေးပြည့်သွားပြီအခုကတော့ထိုင်းကနေပြန်လာပြီးလေးစိမ့်မှာကြိုပြီးတော့လေးနှစ်အကြာခွဲခွာနေရတဲ့မိသားစုလေးကိုလူကိုယ်တိုင် surprise ပို့မှာပဲဖြစ်ပါတယ်ရှင်မမရောလေအခုလိုလေးနှစ်တာခွဲခွာရတဲ့အချိန်မှာပထမဆုံးမိသားစုပြန်လေတွေ့ရမယ်ဆိုတော့မမရဲ့ရင်ထဲခန်းစားချက်လေးပြောပြပါဦးမမမအရန်ပြောတယ်စိတ်ထဲမှာမမဘယ်လိုလေးခံစားနေရလဲတွေ့ရတော့မယ်ဆိုတော့လေရှိရတဲ့သမီးလေးကိုတွေ့ရတော့မယ်ဆိုတော့တည3ညလောက်ရှိအိတ်မပြောဘူးဟုတ်ပါပြီအဲ့ဒါဆိုရင်ရင်ကုန်စွာနဲ့နော်ဗီဒီယိုဖိုင်လေးကိုဆက်ကြည့်ပေးပါဦးနော်ရင်ကုန်စွာနဲ့ကြည့်ပေးပါဦးနော်အန်တီတို့အတွက်ဦးလေးရောရှိလားအန်တီတို့ဦးလေးအတွက်နော်လက်ဆောင်ပစ္စည်းလေးရထားလို့သမီးကလာပြီးပို့ပေးတာဘသူကပို့ပေးလိုက်တယ်လို့ထင်လဲသမီးတွေသားတွေကဘာလို့လဲဖြစ်မလဲခမ်းမန်းကြည့်ကြည့်ပါဦးခမ်းမန်းကြည့်ကြည့်ပါဦးထိုင်းကဘာလို့လဲသမီးလေးကတော့ဘယ်နှစ်လောက်ရှိပြီလဲ3နှစ်ဟုတ်လားအခုလိုမျိုးလေးနော်ဘာလက်ဆောင်ပစ္စည်းလေးဖြစ်မလဲထင်လဲမသိဘူးပစ္စည်းလေးကိုကြည့်ချင်လားဦးလေးရောရှိလားဦးလေးလည်းမိမိအတွက်လည်းလက်ဆောင်ပစ္စည်းတွေပါတယ်ဗျမိမိသိလားဘသူကပုတ်ပိတ်လိုက်တယ်လို့ထင်လဲမမေကိုတတိမရဘူးလားမမေရတယ်အခုချိန်မှာမမေကိုတွေ့ကျင်နေဆိုရင်ရောမမေကတွေ့မှာလားတွေ့မှာဟုတ်ပါပြီအဝေးကမမေကလည်းလှုပ်တွေစူးစမ်းပြီးနော်အမြန်ဆုံးပြန်ခဲ့မယ်တဲ့မမေဖြစ်ရှင်နဲ့နော်တွေ့ကျင်တဲ့တနေ့ကျရင်လည်းမမေကရအောင်ပြန်ခဲ့မယ်တဲ့နော်မမေနော်မမေအတွက်လည်းအထူး special လက်ဆောင်ကြီးတစ်ခုတောင်ပါသေးရဲ့နော်ဦးလေးတို့အတွက်လည်းနော်အဝေးကသမီးလေးကလက်ဆောင်ပစ္စည်းလေးပုတ်ပေးလိုက်သေးတယ်ကြည့်ပါလားအဲ့ဒီပစ္စည်းလေးကိုလည်းကြည့်မှာဆိုရင်2ယောက်တူတူအဲ့ဒါလေးကိုဖွင့်ကြည့်ကြည့်ပါအောင်လုပ်ပါအောင်2ယောက်တူတူဖွင့်ကြည့်ပါအောင်ဦးလေးလည်းဖွင့်ကြည့်ပါအောင်အန်တီလည်းဖွင့်ကြည့်ပါအောင်ရတယ်အမပုံးလေးကိုဖွင့်ကြည့်ကြည့်လိုက်လေနော်ကိုဟာအဲ့ဘာတွေတော့ပတ်စံနေငွေသား10သိန်းတောင်သမီးလေးကကြောလိုက်တာတဲ့နော်ရှိရတဲ့သမီးလေးကဦးလေးရောအခုလိုမျိုးလေးသမီးလေးကကြောလိုက်တော့ရင်းနဲ့ခန်းစားချက်လေးကိုသမီးကိုပြောပြပါအောင်ပြောပါတယ်အန်တီရောပြောပါတယ်ဟုတ်ပါပြီဦးလေးရောဆူတောင်းလို့ဆူပေးလိုက်ပါဦးဆူတောင်းပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုရင်မိမိအတွက်လာပြီမိမိအတွက်လည်းအထူး special လက်ဆောင်ကြီးတစ်ခုပါသေးတယ်ကြည့်မလားကြည့်မယ်ဆိုရင်ဟိုဘက်ကိုခဏလေးလိုက်ပါမမတိုင်းမင်ခေါ်ပေးမှဒီဘက်ကိုလှည့်ကြည့်မယ်နော်ညီမလေးနော်မိမိအတွက်အထူး special လက်ဆောင်ကြီးအခုဆိုရင်လာလာပြီနော်မိမိဒီနေ့ခုံးနေပြီလားမိမိအခုချိန်မှာမိမိလိုချင်တဲ့ဆန္ဒကြီးတစ်ခုဖြစ်ပြီးမယ်ဆိုမိမိဘယ်လိုလေးဖြစ်မလဲဒီနေ့ခုံးနေပြီလားမိမိ1 2 3ဆိုတော့ဟိုဘက်ကိုလှည့်ကြည့်မယ်နော်1 2 3ဘာလို့ဘယ်သူရောလားလက်ခုပ်လေးဝိုင်းကြည့်လိုက်ပါဖွင့်ကြည့်ပါဦးဘာလို့ချစ်တော့ပြီးဖွင့်ကြည့်ပါဦးမိမိမကြောက်နဲ့မိမိမကြောက်နဲ့ဖွင့်ကြည့်ပါဦးဘာလို့ဘာလို့မမေလေးမမေလေးမမေပြောလာပြီမမေအမမမေသိချင်တဲ့ဆန္ဒလေးပြေးသွားပြီအောင်မြင်သောဘဝလမ်းရှောင်းလန်းချမ်းမြေ့သာယာ